creatine ဘာတောက်လဲဆို creatine ကညီမဒါတောက်တယ် Omax ပေါ့နော်သူကနည်းနည်း budget လည်းစစ်ဖြစ်တယ် performance လည်းကောင်းတယ်တွေမှာပါတယ်ပေါ့နော်ဒီ Omax creatine ဒီ body weight နဲ့မြန်မာအနေရောမှာတယ်ပေါ့နော်အဲ့တော့သူ့ကိုဖြောတောက်တယ်ဆိုလို့ရှိရင်သူကရှည်ပေါ့နော်ဒီမှာလည်းရေးထားတယ်သူက100 ml ပေါ့100 ml ဒါပေမဲ့သူကရိုးရှည်ထဲမှာဆိုလို့ရှိရင်ပျော်ဝင်မှုနည်းတဲ့အတွက်ရေနွေးလေးနည်းနည်းရေနွေးဆိုတာလုံးဝချက်သိမ်းနွေထားတဲ့အနေထားလောက်လေးပေါ့နော်နည်းနည်းလေးနွေးလေးအနေထားလောက်လေးကိုခံပြီးတော့နည်းရောလိုက်တယ်နော်ပြီးရင်သူ့ဒီမှာပါတဲ့တစုံပေါ့လေ one scoop အဲ့ဒီဟာထည့်လိုက်နော်ရှိတ်ကားပြီးတော့ပြန်ပြီးတော့ရှိတ်လိုက်တော့နော်ဒီမှာတော့သူက pre workout ပေါ့အစားမလုံးနေ15မိနစ်လို့တောက်ပါလို့ရေးထားတယ်ဒါပေမဲ့ရောတော့ post workout တောက်ပါစော့ပြီးပြင်တောက်လိုက်တယ်ပေါ့နော်သူ့ကိုကတ်တစ်ခုနဲ့တွဲပြီးတော့မှတောက်ရပိုကောင်းတယ်ဒီမှာကစုံဥတို့အုံမေးတို့ကြောင်းမှုတို့တစ်ခုနဲ့ပေါ့နော်အပေါ်အတွက်တစ်ခုနဲ့ရောတောက်တယ်